မင်္ဂလာပါဖိုးဝါရုပ် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Mobile Legends Naruto Event မှာဒေါ်လာတွေစိန်တွေ Naruto skin တွေ Lightbone skin တွေနဲ့ iPad Pro AirPod Max Random Epic skin ထုတ်တို့တွေကို free ရယူနိုင်မဲ့ Mobile Legends ကတရားဝင်ကျင်းပပေးထားတဲ့ event ကြီးလေးခုအကြောင်းကိုတစ်ခုချင်းစီသေးသေးချာချာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံး event ကတော့ B Ninja B Legend လို့ခေါ်ပါတယ်အဲ့ဒီ event ကိုတော့9လပိုင်း2ရက်နေ့ကနေ6လပိုင်း15ရက်နေ့ထိကျင်းပပြုလုပ်ပေးထားပါတယ်အဲ့ဒီ event မှာ Naruto skin တွေပါဝင်စိန် iPhone 16 Pro Color Toke Raro Lightbone Series skin ထုတ်နဲ့အခြားဆုလက်ဆောင်များစွာကိုရရှိနိုင်မှာဖြစ်ပြီးအဲ့ဒီ event မှာပါဝင်နိုင်ဖို့အတွက်ကတော့ scroll စာလိပ်တွေကိုစုဆောင်းရမှာဖြစ်ပါတယ် scroll စာလိပ်တွေကိုစုဆောင်းရမယ့်နည်းလမ်းကတော့ Facebook Twitter WhatsApp Telegram ကြိုက်နှစ်သက်ရာ social platform တွေကို5ချိန် share ပြီး scroll တွေကိုစုဆောင်းရမှာဖြစ်ပါတယ်ကိုယ့်ရဲ့တငယ်ချင်းတွေစီကနေလိုအပ်တဲ့ scroll တွေကိုတောင်းလို့လည်းရသလိုကိုယ့်ရဲ့စီကနေလည်းပြန်ပြီးတော့ပို့ပေးလို့ရပါတယ်အဲ့ဒီ event ရဲ့ link ကို event ခေါင်းစဉ်ဖြစ်တဲ့ B Ninja B Legend နဲ့အခုဗီဒီယိုရဲ့ description မှာ link ချပေးထားလိုက်ပါမယ်အဲ့ဒီ link ကနေဝင်ပြီးတော့တငယ်ချင်းတို့ကန်ဆယ်လို့ရပြီပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒုတိယ event ကိုပြောလိုက်ရအောင်ဒုတိယ event ကြီးတစ်ခုကတော့ S-Rank Mission လို့ခေါ်ပါတယ်အဲ့ဒီ event မှာကတော့ iPad Pro AirPod Max အရေးအတွက်ကတ်သက်ထားတဲ့အထူးသီးသန့်ရုပ်ပြောင်း Naruto ရုပ်ထုငယ်နဲ့အခြားဆုလက်ဆောင်များကိုရရှိနိုင်မှာဖြစ်ပြီးဒုတိယ event ကြီးကိုပါဝင်နိုင်ဖို့ကတော့ပထမ event လိုပဲ WhatsApp Facebook အစရှိတဲ့ social platform တွေကို share ရမှာဖြစ်ပြီးတစ်ခါ share ရင် point 30ရရှိမှာပဲဖြစ်ပါတယ်အဲ့ဒီ point တွေကိုစုစုပေါင်း point 50အထိရရှိနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်တစ်နည်းကတော့ content creator တွေကNaruto event နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုမိမိကိုယ်တိုင်ဖန်တီးပြီး channel ရဲ့ description မှာ MLBBX Naruto ဆိုတဲ့ hashtag လေးကိုထည့်ပေးရမှာဖြစ်ပြီးတော့မိမိကြိုက်နေတဲ့ရာ YouTube, Facebook, Instagram, TikTok အစရှိတဲ့ကြိုက်နေတဲ့ရာ social platform တွေကိုတင်ပေးလိုက်တာနဲ့တစ်ခါတင်ရင် point 50ရရှိမှာဖြစ်ပြီးတော့စုစုပေါင်း3ချိန်150အထိရရှိနိုင်ပါတယ်Daily login အနေနဲ့လည်းတစ်နေ့ကို point 30ရရှိနိုင်မှာဖြစ်ပြီး9ရက် login ဝင်နိုင်မှာဖြစ်ပါတယ်အဲ့ဒီ event ရဲ့ link ကိုလည်းကျွန်တော်ဗီဒီယိုရဲ့ description ဒါမှမဟုတ်ရင်ပင် comment မှာ link ချပေးထားလိုက်ပါမယ်တတိယမြောက် event ကြီးကတော့ Play MLBB Win Cash and Diamond ဆိုတဲ့ event ကြီးပဲဖြစ်ပါတယ်အဲ့ဒီ event ကြီးမှာကတော့ Naruto Blind Box Fragment တကက်ကနေကတ်60အထိကန်ထူးနိုင်ပါတယ်Naruto Blind Box တွေက Naruto Blind Box Fragment 100ပြည့်မှထုတ်ယူလို့ရရှိမှာဖြစ်ပြီးတော့ Blind Box မှာထုတ်ယူလို့ရမယ့်စုတွေကတော့ Random Lightbone Skin Series ထုတ်နဲ့Diamond 9000မြန်မာငွေ2000ကနေမြန်မာငွေ2သိန်းကျပ်အထိရရှိနိုင်မှာဖြစ်ပြီးကန်ကောင်းရင်အများဆုံး5ချိန်အထိရရှိနိုင်မှာဖြစ်ပါတယ်မိတ်ဆွေတို့ရရှိထားတဲ့စုလက်ဆောင်စာရင်းတွေကို Reward Record မှာကြီးစုနိုင်မှာဖြစ်ပြီးတော့အကယ်၍မိတ်ဆွေတို့